ကောင်းပြီတရဏဂုံကိုးကွယ်ထားတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကိုစိတ်ကပ်ထားတဲ့ပုဂ္ဂိုလ်ဘုရားတရားတန်ခါယရဏသုံးပါးလို့ဆိုတဲ့တရဏကိုကိုးကွယ်စိတ်ကပ်တဲ့ဥပဒကဥပတိကမအမျိုးသားအမျိုးသမီးတရဏဂုံကိုးကွယ်တဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်မြတ်စွာဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကိုဟောတယ်တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်တန်ခါကလည်းပဲတကယ်အာယုပြုလို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်။ဒါကြောင့်မို့လို့ဘုရားတရားတန်ခါကိုကိုးကွယ်စိတ်ကပ်လို့ရှိရင်တဲ့မြတ်စွာဘုရားယေကေစိဗုဒ္ဓံတရဏံကတာတေနတ္တေခမိတ်တန္တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတယ်နော်တရဏဂုံတည်ရဲ့နဲ့တရဏဂုံစိတ်ကပ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာတကားတဦးကဗုဒ္ဓဘာသာမဟုတ်ဘူးသူကအသက်မွေးဝမ်းကြောင်းဘာလုပ်လဲလို့ဆိုလို့ရှိရင်တန်ခါလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့ခုခေတ်တော့နားထောင်ကောင်းခေါ်တဲ့ရေလုပ်သားတဲ့နော်ရေလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့တေကနီးကြတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုန်ထဲမှာလားထင်တာပဲဒါတဘာဝပဲကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့တေကနီးကြလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲသူလည်းတေကနီးကြတော့သူလှုပ်လာခဲ့တာငါးတွေဖန်သက်ရောင်ချဒီလိုလှုပ်လာတာဆိုတော့အဲ့ဒီအကုသိုလ်တွေကအရေးမဲကြီးလို့လာပြီးတော့လွှမ်းမိုးထားပြီတေလို့ရှိရင်ငရဲကြမှာတေချာနေပြီအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆွမ်းခံရင်းနဲ့အဲ့တကားကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆိုပြီးတော့ကြွသွားပြီးတော့သူ့ကိုအားပေးစကားပြောပြီးတော့အကိုရမဲ့ဖြစ်နေတဲ့အချိန်လေးမှာမင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်ဆိုမလားဆိုပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိဆိုတာချပေးတာလိုက်ဆိုလိုက်တယ်သံဃာတရဏံကိစ္ဆာမိလည်းဆိုလိုက်ရောမေးကပြုတ်ကျသွားပြီးရှာကလေးသွားတော့မဆိုနိုင်တော့၅ပါးသိလားအဲ့ဒါလို့ဆိုရင်းနဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံတရဏံကိစ္ဆာမိကိုအာကိုးပြီးတော့တည်သွားတော့ဘာဖြစ်တုံဆိုငရဲလွတ်ပြီးတော့သူကငရဲမရောက်တော့ပဲနဲ့ဘုံမစွတ်နတ်သွားဖြစ်တယ်နတ်ဆိုတာလူလိုမွေးနေရတာမဟုတ်ဝါးကနဲ့သွားဖြစ်တယ်အဲ့တော့ညကြတော့အဲ့ဒီရဟန္တာကြီးစီလာတယ်အရှင်ဘုရားတဲ့သူဘုံမစွတ်နတ်ဖြစ်တဲ့အကြောင်းပြောတယ်ရှင်ဘုရားက၅ပါးသီလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာအခုတော့ရှင်ဘုရားကတန်ခါတရဏံကိစ္ဆာမိတင်ဆုံးသက်သွားတာဆိုတော့ယဟန္တာကြီးကပြောတယ်မင်းမှမဆိုနိုင်တော့တာတဲ့ငါကတော့ချပေးပါတယ်မင်းမဆိုနိုင်တော့ဘူးအဲ့ဒါတေဂန်ဒီမှာကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာဒါတရားဓမ္မဟာဒီလိုကဲတင်နိုင်တယ်ဒါကြောင့်မို့တရဏလို့ခေါ်တာအဲ့ဒါလိုကဲတင်ခဲ့တဲ့ဝတ္ထုဇာလန်းတွေဟာအများကြီးရှိတာပေါ့